ဝက်ငိုတံပါတာရာဇဝင်ရှိတယ်ကွာဟိုတုန်းကခွေးနဲ့ဝက်ငါပြောရအောင်ကြားလားခွေးနဲ့ဝက်လူရဲ့ထံမှာသူတို့ကလူကျွေးမှစားရတယ်ဘဝလူကျွေးမှစားရတဲ့ဝက်နဲ့ခွေးတိုင်ပင်ကြတယ်တငယ်ချင်းဝက်ရေတဲ့တငယ်ချင်းခွေးရေတဲ့ဝက်နဲ့ခွေးကတို့အရှင်သခင်အကူညီပေးကြစို့အေးဒါဖြင့်ဒီလိုပေးကြစို့ကွာတော်တယ်သွားပြီးတော့လာတို့သခင်ထွန်နဲ့ထဲတဲ့ຢာခင်းမှာသွားပြီးအလုပ်လုပ်ကြစို့ဝက်နဲ့ခွေးကတိုင်ပင်ပြီးဟိုရောက်တဲ့အခါကျတော့ဝက်ကတော့တစ်ပင်တွေကိုတခါလေအမြင့်ပါနှုတ်သီးနဲ့ထိုးပြီးတော့လှန်ပစ်ငုတ်တွေမရှိအောင်တစ်ပင်တွေမရှိအောင်ခဲတွေမရှိအောင်ဝက်ပင်လိုပင်အလုံးလုံးပင်ပဲလို့ခွေးကရှာကလေးထိုးပြီးတစ်ပင်ရိတ်ကဆောင်းချောင်းထိုင်ကြည့်တရီတွေများကြဟဲ့မင်းအလုံးလုံးပါတော့လားကွာဟိုအလုတ်ဆိုတော့ကြတက်သေးတခုပေါ်လာမှာပါကွာတဲ့ဘသူလုတ်တယ်ဆိုတာကြိုးစားတဲ့ဝက်ကအလုံးလုံးပြီးအိမ်ပြန်သွားကြဟဲ့မင်းတို့ဘာလုပ်ခဲ့အရှင်သခင်ရဲ့ຢာခင်းမှာကျွန်တော်တို့ဒီလိုအလုံးလုံးခဲ့ကြပါဘသူကများများလုတ်အဲ့တော့ခွေးကအရင်စပြောတယ်ကျွန်တော်ကများများလုတ်ဟဲ့ကောင်မင်းဆောင်းတော့ထိုင်နေပြီမင်းဘာလုတ်တာပေါ့ကွာလေငါလုတ်တာပေါ့လေမင်းဘာမှမလုပ်ဘူးတဲ့ဟိုအရှင်သခင်နဲ့ तू ဘာမှမလုပ်ပါဘူးတဲ့ကျွန်ုပ်ပဲတစ်မြစ်တွေတူဖော်တယ်ခဲတွေတူဖော်တယ်တစ်ပင်တွေတူဖော်တယ်ကျွန်ုပ်ပဲကိုယ်တိုင်လုပ်ခဲ့ပါလေမဟုတ်ကျွန်ုပ်လုပ်တာခွေးကနေုံငါသွားကြည့်ပါတဲ့မယုံရင်လက်တွေတွေ့ပါလေလက်တွေတွေ့မှာပေါ့ဝက်ပြန်သွားတော့ခွေးကຢာခင်းတစ်ခင်လုံးသူ့ချီယာကြီးဖြစ်အောင်ကုန်လျှောက်ပြေးထားတာအရှင်သခင်ကသွားကြည့်တော့တရားနာပရိသတ်ကြီးခွေးချီယာကြီးတွေ့အမောင်ဝဲတဲ့ဆင်ကောင်ကြီးတွေ့မှတော့ဆင်ချီယာရှာစရာမလိုဘူးဆိုတာလို့ခွေးချီယာတွေ့မှတော့မင်းဝဲအလုတ်လုတ်တဲ့ဆိုပြီးမင်းဟာအလကားရေပဲတဲ့ခွေးအလုတ်လုတ်တာတဲ့ဒါခွေးချီယာကြီးများတယ်ဒီတော့ဝက်ကပြောရှာတယ်မဟုတ်ပါဘူးတဲ့ဒီခွေးကခွေးပေါင်းဝတာပါတဲ့သူမလုပ်ပါဘူးတဲ့ငုတ်တုတ်ထိုင်းနေတာပါတဲ့။အိုးတဲ့ဘာပြောတဲ့သူ့ချီယာကြီးပဲတဲ့။နှုတ်ချီယာကြီးပါပဲတဲ့ခွေးက။ဟုတ်တယ်ဒါခွေးပဲအလုပ်လုပ်တာ။မင်းမလုပ်ဘူးဒီတော့ဝက်ကပြောရှာတဲ့ငိုတံမာလေးနဲ့မဟုတ်ပါဘူးတဲ့။ကျွန်ုပ်လုပ်တာပါတဲ့သူကငုတ်တုတ်ထိုင်းနေတာပါတဲ့။ဝက်ကပြိဿအဲ့ဒီတုန်းကငိုတံမာလေးနဲ့ပြောတဲ့အချိန်ကစပြီးခုဝက်တံများငိုတံမာလေးကြီးဖြစ်နေတာလေမြို့။ပြိဿဝက်တံများဘယ်လိုဖြစ်အေးကွာငိုတံပါလေးနဲ့ဖြစ်နေတာအဲ့ဒီတုန်းကစတယ်ရာဇဝင်ငိုးကွာဒါကြောင့်အရှင်သခင်ဖြစ်တဲ့လူများကဝက်နဲ့ခွေးကိုဝက်ကိုမကျွေးပဲနဲ့ငါတို့မှာများစွာအားကိုရအကျွင်းအကြံများကိုအခုခွေးကြီးကျွေးတာအဲ့ဒီကစတာတဲ့ဗျို့